nghĩ là alo mình là bà nhà mana ngang cô sa piu mon tai da mỗi tháng phải đạt tự nè mấy sẽ chìm bà đấy từ đó son rắc chìm bà đấy quán cô em nhớ là abi đấy lười đi cho nó son rắc cô tin mẹ lú chìm bà đấy người ra cô chỉ mới son rắc ra ở dưới cái ba cho chạm mới chỉ mới là chi mới chỉ mới xua quan bậc lười quan là cầu 2 1ก็สอดกุศลหลักนี้ตาวนำที่จะมัวสนับใจมึงเงยราว ပြီးခဲ့တဲ့3လပိုင်းကရှင်ပြိုင်တဲ့ပွဲမှာဆွမ်းသက်ကကြွားခင်နဲ့ပြိုင်တဲ့ခါမှာဆွမ်းသက်ကကြွားခင်နဲ့ရှင်လို့ရှိရင်ကြွားခင်ကအရာမောင်းလဲမြင့်တယ်အလေးချိန်လေးများတယ်ဆွမ်းသက်ကအကောင်လဲသေးတဲ့အပြင်ကြွားခင်ထက်ကိုသူကအရက်လဲနှိပ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျမတို့ကြတော့ဆွမ်းသက်ကိုဇင်ပေါ်မှာတွေ့တဲ့ခါကျတော့အများကြီးစိတ်ပူပေးခဲ့ရတာပေါ့နော်အဲ့ဒီပွဲမှာကျတော့ဆွမ်းသက်ကကျတော့အမှတ်နဲ့နိုင်သွားတာပေါ့နော်3လပိုင်းမှာမြန်မာဖိုက်တာတွေအများကြီးရှုံးတဲ့ပွဲမှာဆွမ်းသက်ကနိုင်ပွဲရခဲ့တဲ့အတွက်အမားတို့တိုင်းသားတွေအတွက်မြန်မာနိုင်ငံအတွက်ပေါ့နော်အရင်လဲတွန်းတာခဲ့ရတယ်အရင်လဲပီပီဖြစ်ခဲ့ရတယ်ပြန်လဲလမ်းမှာကျတော့ជីနူးပြီးလာခဲ့ရတာပေါ့နော်ဒီလာမဲ့17ရက်4လပိုင်း2025မှာဆွမ်းသက်ကတောက်ကြနေဝမ်းမှာရှင်ပြိုင်တဲ့ပွဲမှာဆွမ်းသက်ကထိုင်းနိုင်ငံကိုစားပြုခွန်ဖွန်ရှင်ပြိုင်ရမှာပါခွန်ဖွန်nóiကြည့်မယ်ဆိုလို့ရှိရင်တော့မတို့ကျတော့သူကနည်းနည်းချမ်းအကြမ်းမတမ်းခံနိုင်တဲ့လူတို့မြင်ရတာပေါ့နော်ပြီးလို့ရှိရင်ခွန်ဖွန်လေးရဲ့ပွဲကိုမတို့သိရတဲ့လောက်ကကျတော့သူကလည်းမခေတဲ့လူလို့သိရပါတယ်ဒါကြောင့်မြန်မာပြည်သက်တွေရောမွန်တိုင်းသားပြည်သက်တွေအကုန်လုံးကဆွမ်းသက်ကိုစိတ်ပူနေကြတာပေါ့နော်အမှန်ကတချို့ဆိုလို့ရှိရင်ဆွမ်းသက်ကမနိုင်ဘူးတချို့ဆိုလို့ရှိရင်ဆွမ်းသက်ကအကယ်၍အလဲထိုးနဲ့ထိုးနိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါကနိုင်ပွဲရမယ်အကယ်၍များဆွမ်းသက်ကအမှတ်ညီပြီးတော့ပြောမယ်ဆိုလို့ရှိရင်တရေပွဲနဲ့ထိုးလို့တရေကြမယ်ဆိုလို့ရှိရင်ဆွမ်းသက်ကရှုံးပွဲဖြစ်သွားမယ်လို့ပြောထားတဲ့ပြည်သက်တွေအများကြီးတွေ့ရတာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တချို့ကဆွမ်းသက်ကိုရှုံးမယ်လို့အတိအကျပြောတဲ့လူတွေလည်းရှိတယ်ပြည်သက်တွေပြောတဲ့စကားအရာကကြတော့ဝမ်းတွေရဲ့ဝမ်းမှာဖြစ်လေဖြစ်တာရှိတဲ့ဒလေးပေါ့နော်အကယ်၍သူတို့ထိုင်းနိုင်ငံသားနဲ့ပြိုင်မယ်ဆိုလို့ရှိရင်တရေဖြစ်သွားမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီသူတို့ကိုရှုံးသွားမယ်သဘောကိုရောက်သွားမယ်ဒါကပြည်သက်တွေရဲ့ထင်မြင်ချက်ပြည်သက်တွေပြောထားတဲ့စကားပေါ့နော်အမပြောတာမဟုတ်ဘူးနော်အမပြောထားတာတော့မဟုတ်ပါဘူးဒါကပြည်သက်တွေပြောထားတဲ့စကားကိုမှပြန်ပြောချင်းဖြစ်ပါတယ်ဒါပေမဲ့ဒါကထင်ကြီးပေါ့နော်ထင်ကြီးအမတို့ဘက်ကကြတော့မြန်မာနိုင်ငံကိုစားပြုမွန်တိုင်းသားလေးဆွမ်းသက်ကိုအမတို့ကအားပေးမယ်ဒါကြောင့်မို့ဒီ17ရက်4လပိုင်း2025တောက်ကြနေ့မှာရှင်ပြိုင်မဲ့ဆွမ်းသက်ခွန်ဖွန်nóiပွဲမှာမြန်မာနိုင်ငံကိုစားပြုမွန်တိုင်းသားဆွမ်းသက်ကိုအားပေးပါလို့အမတိုက်တွန်းချင်ပါတယ်ရှင်အမကြတော့နိုင်ပါစေလို့ပဲဆုတောင်းပါတယ်ရှင်အမကမွန်တိုင်းသားတူဖြစ်တဲ့အတွက်ကြောင့်မို့မမစကားကိုပြီးအောင်မပြောတတ်တဲ့အတွက်တီးခံပြီးနားထောင်ပေးကြပါလို့တောင်းဆိုချင်ပါတယ်တချို့လူတွေကြတော့မကလစ်ကိုတွေးလို့ရှိရင်နှစ်သက်တဲ့လူရှိသလိုမနှစ်သက်တဲ့လူတွေလည်းရှိမယ်လို့ထင်ပါတယ်အကယ်၍မနှစ်သက်တဲ့လူများရှိလို့ရှိရင်ကြိုက်တယ်လို့ဝေဖန်နိုင်တယ်လို့ကျမနဲ့အမနဲ့ဆွမ်းသက်ကိုအားပေးတဲ့လူများရှိလို့ရှိရင်အမရဲ့ Facebook page ကိုlike and share လေးလုပ်ခဲ့ပါလို့တောင်းဆိုချင်ပါတယ်ရှင်။ Thank you so much အားလုံးကျေးဇူးတင်ပါတယ်။မအားတရဖြစ်ပါတယ်။